Hello, mi baba. Con kìm giá gì à chứ kì. Bà chí ca lý chả này à, chứ nhá. Đồ đồ liều lạ. Hay rồi chứ nó. Đi nè đi. À lát đi ao. Khán ra đây trong này bác giả bì đồ. Chứ nó. Chúng tôi khi à đã lấy được phiêu bia xí. Á đảo bà lấy rồi. Đúng như thế. Trong lá khuôn là lá bà này tụ bà. Ấy xí nó mà chứ nó. Mindfulness တရားကိုလည်းစပြီးတော့လိုလိုနေကြာလာပြီပြီးတော့ဒီ meditation တစ်ခါတည်းဆိုင်ထိုင်ဖြစ်တယ်ဒါမှအလုံးမှာတော်တော် struggle ကတော်တော်များနေတယ်ရှင်ဆိုအဲ့တော့အလောက်ကပြန်လာတဲ့အချိန်မှာကျွန်တော်အဲ့မှာရှိတဲ့ပေါင်းတင်နေနဲ့ဟိုဘီယာနေနေဘာတောက်ဖြစ်တယ်ဘီယာတောက်ဖြစ်ပြီးတော့ဒီနေ့ကောင်းလာရဲတွေပါလေထပ်ပြီးတော့သူ့တော့တောက်ကြတဲ့အချိန်မှာဒီတတိကက်ပါကျွန်တော်တတိကက်တဲ့အချိန်မှာဒီလိုမျိုးပဲတော်တော်လေးကိုတာရလှပါတယ်ဟိုဂျာတိဥဒုအနေထားရပြီးတော့ဒီကျွန်တော်တို့နေတဲ့အဆောင်ကနေကြည့်လိုက်လို့ဆိုရင်တောင်အကြီးရှိတယ်အဲ့ရှိအဲ့တော့တောင်ကြီးရှိတော့အဲ့မှာတူတူလှပလိုက်ရတဲ့အဆောက်အဦတစ်ခုဖြူဖြူလေးနဲ့တူတူလေးကိုတတ်ရဆောက်လာပြီးတော့အဲ့ရဲ့အောက်မှာကျတတိုင်းလေးတော့ပေါင်းတယ်အဲ့တော့ခါလိုက်ကျွန်တော်ဒီပရင်းဘောကနေကြည့်နေကြဆိုတော့တူတူလေးကိုတာရတယ်အဲ့ဒါစိတ်ကိုကြည်ညိုရတဲ့ဒီရှုခင်းရအဲ့တော့အဲ့နေရာကျတော့မုန်းနေလို့ရှိရင်တတိကက်ပြင်လို့ရှိရင် fact ဆိုကြည့်လိုက်တဲ့ချိန်မှာဘာခံစားခြင်းမှခံစားလို့မရဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒီမူးနေတဲ့အချိန်ဟာဒီဆရာဦးဆန်းမြင့်ပြောတယ်လို့ကျွန်တော်တို့ရဲ့တိစိတ်ကိုတစ်ဆင့်အောက်ကိုနှိမ့်ချလိုက်တယ်လို့ပြောတယ်ဒီဆရာဦးဆန်းမြင့်ပေါ့နော်အဲ့ဆရာပြောတဲ့ဟာလေးကြည့်ဖြစ်တယ်အဲ့တော့ဘလို့တစ်ဆင့်နှိမ့်ချလိုက်တယ်ကျွန်တော်တို့ကဒီလောက်ပါရလှပါလေဂျာတီဥကိုခံစားလို့မရတဲ့ဖြစ်တယ်ဘာဖြစ်လို့ကျွန်တော်တို့ရဲ့အချိန်မိုးဟာရညာမူးစီတဲ့စိတ်တက်ပါနော်ဒီဟာကြတော့ကျွန်တော်ဒါတရားသမားဖျားသမားလို့ပုံစံမျိုးပြောနေတာပေါ့ဒါကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရတဲ့အဖြစ်ဖြစ်လေးတစ်ခုဟိုပြောပြတာပေါ့နော်ပြီးတော့အဲ့လိုမျိုးဒီတတိကက်ကညလာတဲ့အချိန်မှာကျွန်တော်ပုံမှန်ဆိုရင်ကျွန်တော်တို့ဒီရက်တောင်းရင်ကျွန်တော်မူးသွားတဲ့အချိန်နည်းနည်းမူးသွားတဲ့အချိန်မှာပျော်လေးပါလေးစိတ်ကြီးဖြစ်လာတယ်ဒါပေမဲ့ဒီအရက်တောင်းနေတဲ့အချိန်မှာကျွန်တော်တတိကက်ပြီးကြည့်လိုက်တော့ဒီကျွန်တော်ရဲ့ဒီ bait တစ်ခုလုံးက vibration တွေတုံ့ခါနေပြောမယ်ဒီလိုမျိုးအတင်းအားမှာဆွေးလှုပ်ထားတယ်လို့မျိုးခံစားရအဲ့တော့ဒီတတိပ္ပံတရားနဲ့မူရင်းဆိုတာလုံးဝဆန့်ကျင်ဘက်လမ်းတော်တော်လေးကိုဆန့်ကျင်ဘက်မူရင်းဆိုတာရှိတုံးနေတဲ့အချိန်ဒီအရက်တရားတောက်နေတဲ့အချိန်တတိကူလာကတ်လိုက်နေဆိုဘာမှခံစားလို့မရမူရိဟာတွေရောပျောက်လာဆိုမပျောက်ဘူးနဲ့နေလို့ထိုင်တော့ဘယ်လိုမှအဆင်မပြေဒီဆစ်လေးကိုလေအဲ့လိုပဲကျွန်တော်ဆစ်လေးပြတ်သွားပြီပေါ့နော်ဆစ်လေးကိုလေအဲ့လိုပဲဖြတ်ခဲ့တာမဟုတ်ဒီဆရာတော်ဦးဇိုလီယာတရားတော်တွေကိုနားရင်းနဲ့တတိနဲ့နေထိုင်ခြင်းတို့တတိဆိုတဲ့နေဒီတရားတော်လေးကိုနားရင်းနဲ့စဉ်ဆက်မပြေတတိကပ်ပြီးတော့ဟိုဟာနေကြည့်တဲ့အချိန်တော်တော်လေးကိုကွာတယ်ပုံမှန်နေတဲ့ဘာလို့ဆိုတော့ဒီပုံမှန်ဆိုရင်ကျွန်တော်တို့စိတ်မှာဖြတ်တန်းနေတဲ့ဒီ mental state တွေကိုကျွန်တော်တို့ကမသိလိုက်ဘူးဘာလို့ဆိုတော့တတိကမှတ်ထားရတဲ့ဖြစ်တော့ဖြစ်နေတယ်ဒါမှဖြစ်ကြောင်းကိုမသိဘူးဒီတတိကလိုက်တဲ့အချိန်မှာကျွန်တော်တို့စိတ်မှာဖြစ်နေတဲ့ဒီစိတ်ပိုင်းဆိုင်ရာတွေတော်တော်များများကိုကျွန်တော်တို့ကကြီးဒီဟာမကောင်းဘူးဒီဟာကောင်းတယ်ဒီရဲ့အကျိုးသက်ရောက်မှုကကိုဘယ်လိုထိခိုက်စေတယ်ဆိုတော့တွေးရမှာလို့ပဲနဲ့တိအဲ့လိုမျိုးမြင်နေလို့ရှိရင်တစ်ခါဆိုရင်ဒီလိုမျိုးကတော့ကျွန်တော်နှစ်ခါလောက်ဖြစ်တယ်တစ်ခါဆိုရင်ဒီကက်နေတဲ့အချိန်မှာဒီတရားထိုင်နေတာပေါ့နော်တရားထိုင်နေတဲ့အချိန်မှာ
ရှင်းလင်းပြီးတော့ဒီခန္ဓာကိုယ်ကြီးဆိုတဲ့ပျောက်သွားပြီးတော့ဒီ sensation တစ်ခုပေါ်နေတာခံစားမိအဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ဒီခံစား sensation ကနည်းနည်းလေးကြောက်ပြီးတော့ဒီနောက်မကောင်းတဲ့စိတ်တစ်ခုပေါ့နော်အဲ့လိုမျိုးဝမ်းနည်းစရာစိတ်ဖြစ်အဲ့လိုမျိုးဖြစ်ခနဲ့ဝင်လာတယ်ဘာဖြစ်လဲဆိုဒီခေါင်းကြီးတစ်ချမ်းတော့လေးကြလေးလို့ထုံထိုင်းမှလို့ဖြစ်တယ်ထိုင်းမှလို့လေးတော့ဘာဖြစ်လဲဆိုတော့ဒီအလေးဝိတ်ရှိတဲ့ပစ္စည်းတစ်ခုကိုကောက်မှလေရတယ်လို့အဲ့လိုမကောင်းတဲ့အတွေ့တစ်ခုပေါ့ negative အတွေ့တစ်ခုကအဲ့လိုမျိုးပင်မွေးတဲ့အနေအထားမျိုးမြင်ရတယ်ပေါ့နော်အဲ့တော့အခုပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ဒီလိုမျိုးတာယာလှပတဲ့ကောင်းကင်ကြီးကဘယ်လောက်ပဲလှနေပါစေဘယ်လောက်ပဲပါရနေပါစေဘယ်လောက်ပဲပစ္စည်းဥစ္စာတွေပိုးတဲ့ luxury hotel မှာပဲဖြစ်ဖြစ်လုံးဝ five star hotel တို့အဲ့လိုမှာပဲဖြစ်ဖြစ်အဓိကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့စိတ်မှာမောဟတွေများနေတယ်ဒုက္ခတွေများနေတယ်ဒေါသတွေများနေတယ်ဒီလိုတာယာလှပတဲ့ရာသီဥတုအနေထားရပြီးတော့ကျွန်တော်တို့ခံစားနေရတဲ့စိတ်စီချမ်းသာတွေကထင်သလောက်အပြည့်အဝခံစားလို့မရဘူး။ဘာဖြစ်လဲဒီတရားတွေကမှတ်မို့ထားတယ်လောဘဒေါသမောဟဆိုတဲ့တရားတွေကဒါကကျွန်တော်မျှဝေချင်တာပါဒါပါပဲ။ဘာဖြစ်လို့ဆိုတော့ကျွန်တော်လေးပြောမယ်ဆိုရင်ဆရာကြီးတော့မဟုတ်ဘူးပေါ့နော်။ဒါမှမဟုတ်ကျွန်တော်တွားရှင်တဲ့လမ်းကြောင်းကဘာလဲဆိုတော့ spiritual ဘိုင်းကိုတွားချင်တာspiritual ဘိုင်းဆိုတော့ကျွန်တော် spiritual ဘိုင်းတည်တတ်မဟုတ်ဘူးကျွန်တော် body mind spirit body ဆိုတာခန္ဓာကိုယ်လေးဒီဘက်မှာဆိုတော့ဒီခန္ဓာကိုယ်ကြီးဆိုတာလေကျွန်တော်တို့အတွက်ဒါလေလိုသဘောမျိုးရှိပြီးတော့တွားနေရတာအားကြောင့်ဒီခန္ဓာကိုယ်ကြီးလိုလှပတက်ရတဲ့တန်ရှင်းကြမှာပြေးဆိုင်ပြီး mind ဆိုတဲ့ဟာကျတော့ကျွန်တော် knowledge အသိပညာရှာဖွေတဲ့နေရာမှာသုံးတာပေါ့ spirit ဆိုတာတော့ spirituality ကိုရည်ညွှန်းတာပေါ့ဒါအဲ့တော့ဒီသုံးခုကိုပေါင်းစပ်ပြီးတော့တွားချင်တယ်အကြည့်ရဘယ်လိုလဲဆိုတော့ဒီကာလာမတုတ်ကရွာသားတွေလိုမျိုးပေါ့နော်တရှိဖြစ်ပေါ်နေတဲ့စဉ်းစားချမ်းသာတွေခံစားမယ်ပြီးတော့ဒီတရှိဘွားမှာလည်းပြပြရွှေနေထိုင်မယ်ပြီးတော့တေသွားတယ်ဆိုရင်နောက်တမလွန်ဘွားမှာလည်းခွန်ရတူပလီရအောင်ဆိုပြီးတော့အဲ့လိုမျိုးပုံစံပေါ့နော်ဒါမှကျွန်တော်တို့ဒီ meditation mindful living တွေကအခုနောက်ပိုင်းတက်တဲ့တာတွေကတော်တော်များများထွက်ပေါ်လာပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီ neuroscientist တွေကကျွန်တော်တို့ရဲ့ဒီကောင်းမွန်တဲ့အမှုကျင့်နေရနေပြီးတော့ကျွန်တော်တို့ဥနှောင်းကိုပုံဖော်စေတယ်ပေါ့နော်အဲ့တော့ကောင်းတဲ့ဘက်ကိုလုပ်တယ်ဆိုပြီးတော့တက်တဲ့တာတွေအများကြီးပေါ်ပေါက်လာပါတယ်အဲ့တော့ဒါလေးဝမ်းသာစရာသတင်းတစ်ခုသတင်းပေါ့နော်အဲ့တော့တနည်းထက်တနည်းကောင်းအောင်ပဲကြိုးစားရအောင်ပြောချင်ပါတယ်